မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့အတိုင်းပဲရှင်ဒီနေ့မှာတော့နိုင်ငံကျော်စတူဒီယိုသေးတန်ရှင်ကိုမရန်ဆိုင်တော်ရဲ့လူတွေမသိသေးတဲ့သူ့ရဲ့အကြောင်းလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ရှင်ကိုမရန်ဆိုင်တော်ရဲ့အကြောင်းကိုမပြောခင်ကျမအကြောင်းရင်ပြောမှာဖြစ်ပါတယ်ကျမတို့နေ့စဉ်ဖြတ်တန်းရတဲ့ဘဝမှာပေါ့နော်ကိုတီးတဲ့သူတွေနဲ့လည်းဆက်ဆံရတယ်ကိုမတီးတဲ့သူတွေနဲ့လည်းဆက်ဆံရတယ်ကိုချစ်တဲ့သူတွေနဲ့လည်းဆက်ဆံရတယ်လို့ကိုမုန်းတဲ့သူတွေနဲ့လည်းဆက်ဆံရတယ်ပေါ့နော်အဲ့လိုဆက်ဆံလာရတဲ့အခါမှာကျမဆိုကအမြဲတမ်းရုပ်တည်ကိုစကားပြောချင်တဲ့သူဆိုအရန်ပြောတယ်ပြုံးဖီးပြီးအဲ့လိုပြောတော့ကိုမပြောချင်တဲ့သူတွေဆိုအဲ့လိုကွာအခါကျမမြင်ချင်အောင်ဆောင်းလိုက်တယ်အဲ့လိုမျိုးပေါ့ကွယ်ကောင်းကောင်းလည်းမပြောချင်ဘူးအဲ့လိုမျိုးတွေဖြစ်တာပေါ့ကွယ်ဒါပေမဲ့လည်းကိုမရန်ဆိုင်တော်ကအဲ့လိုလုံးဝမဟုတ်ဘူးနော်သူ့တက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေရွယ်သူဖြစ်စေတီးတဲ့သူဖြစ်စေမတီးတဲ့သူဖြစ်စေရင်ထဲကကိုလိုက်လိုက်လဲလဲ